ဤသို့ပြုရာမြတ်ဘုံညာကြောင့်ချမ်းမြအေးကြီးဘေးမမီသည်ရွှေပြည်ထုတ်ချလမ်းမကောက်ပဲရောက်ရပါလို့ထိုးဘဝကျင်လဲရလေဒုက္ခဗေဒံယမအပေါင်းမကောင်းဟုသမျှမတွေ့ရပဲတပိုက်စာမင်္ဂလာကိုရွယ်ကားတာတိုင်းရစေသောယနေ့ယခုပြုသမျှမြတ်ဘာကကိုမိဘဆရာမျိုးတဟာနှင့်ကိုမဆောက်ချက်ကိုဆောက်နှက်အားအစထား၍အိမ်ဆောင်နှက်အား၎င်းခြံဆောင်နှက်အား၎င်းလမ်းဆောင်နှက်အား၎င်းရက်ကွက်ဆောင်နှက်အား၎င်းမြို့ဆောင်နှက်တောဆောင်နှက်တောင်ဆောင်နှက်အား၎င်းရေဆောင်နှက်မြေဆောင်နှက်လေဆောင်နှက်၎င်းရေမြေတနှင့်မြမမင်းအား၎င်းနတ်တို့တနှင့်တရားမင်းအား၎င်းငရဲတနှင့်ယမမင်းအား၎င်းယုတ်ကဆိုးဘုံမဆိုးအာကာသဆိုးရှိသမျှတမဒေဝနမျက်နှာကောင်းနတ်ပေါင်းနှင့်တကွ32ဖုံကျင်းလဲကုန်သောဝေနေယဒုက္ခိတတတ္တဝါများတို့အားရာညပါစေပေးငါဝေသည်မြားထွေတာတို့ခေါ်စီသောအာလုံးကြားသမျှကုသိုလ်အမြတ်ယူတော်မူကြပါကုန်တော်သာဓုအာလုံးကြားသမျှကုသိုလ်အမြတ်ယူတော်မူကြပါကုန်တော်သာဓုအာလုံးကြားသမျှကုသိုလ်အမြတ်ယူတော်မူကြပါကုန်တော်သာဓု